မင်္ဂလာပါအတ်တင်ယူ channel မှာအားလုံးကိုကြိုဆိုပါရစေဒီကနေ့ကတော့ဇန်နဝါရီလ3ရက်နေ့2026ခုနှစ်မှာရရှိထားတဲ့ဗီဒီယိုလေးနဲ့အတူအရင်ဆုံးစစ်ကောင်စီဒီဆုံးတဲ့စီးရင်လေးနဲ့အရင်စမယ်ပါနော်မန္တလေးတိုင်းမြင်းခြံမြို့နယ်မှာ18ဦးတည်ဆုံးပြီးတော့မကွေးတိုင်းပေါင်းမြို့နယ်မှာ12ဦးတည်ဆုံးပါတယ်အဲဒါကမကွေးတိုင်းနမောက်မြို့နယ်မှာလည်း2ဦးပဲခူးတိုင်းမုံမြို့နယ်မှာတော့9ဦးအလင်းဝင်ပြီးတော့ပဲခူးတိုင်းပေါင်းမြို့နယ်မှာ2ဦးတည်ဆုံးပါတယ်စကိုင်းတိုင်းကမ်ဘလူးမှာ2ဦးအလင်းဝင်ပြီးတော့စုစုပေါင်း39ဦးလို့ကျွန်တော်တို့သိရှိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့စင်ပြူကျွန်းမြို့ပေါ်ရှိအထွေအုပ်ရုံးအပါအဝင်စစ်တပ်ထောက်တိုင်များကို PDF ကမိရှုစင်းလင်းစိတ်ဖြူမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်သား19ဦးသေဆုံးပြီးတော့အရှင်ဖမ်းမိတယ်လို့လည်းအရှင်ဖမ်းမိတဲ့စစ်သားတွေလည်းရှိတယ်လို့ကျွန်တော်တို့သိရှိရပါတယ်နောက်ထပ်ကတော့ဗီဒီယိုလေးတွေကျွန်တော်တို့အတူတူစောင့်ကြည့်လိုက်ကြည့်ရှုပေးဖို့ပြတာရပါတယ်ထုံးတယ်ပေါ့ဗျာမရတုံပြေးပွဲလို့ပေါ့တာဝေးရောက်လာတဲ့အခါမှာတာထွက်တုံးကအားလုံးတော့ပန်းမဝင်နိုင်တာကတော့ဒါမရတုံတာဝေးပြေးပွဲတွေထုံးစံပါပဲအခုလည်းကျွန်တော်တို့ကကြံရှိနေတဲ့အင်အားစုတွေကနော်မိမိနိုင်သူရိဆက်ပြီးတော့အလံမလဲတန်းဆက်ပြေးနေတဲ့အတွက်အားလုံးကိုအတိအမှတ်ပြုတာပါအရင်ကပါနိုင်ခဲ့ပြီးတော့မပါနိုင်တဲ့သူတွေလည်းအတိအမှတ်ပြုပါတယ်ဒါနိုင်တဲ့လောက်ကူခဲ့ကြတာပေါ့နော်အခုနောက်ပိုင်းဒေါ်လာရေးကတော့တကယ်ဘာနာရေးကဟိုအလှငွေပေါ်မှာမိခိုရမယ့်စနစ်တော့မဟုတ်ပါဘူးကျွန်တော်တို့ဘဏ်စနစ်တွေတတ်ရှိတယ်နောက်တစ်ခါဒီဘာနာရေးဝန်ကြီးဌာနကလုပ်တဲ့အစီအမံတွေရှိတယ်ကျွန်တော်တို့ပြည်တွင်းကအခွန်အကောက်တွေရှိမယ်နောက်ပြီးတော့ဟိုစိုးမှုသိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေမြေတွေမှာရှိတဲ့ဟိုဘာနာရေးစနစ်တွေတတ်ရှိပါလိမ့်မယ်တရားဇာတအစသဖြင့်ပေါ့ဗျာနော်အဲ့ဒါဒေါ်လာရေးအဓိကသွားမှာပါအခုလိုဟာမျိုးကတော့ဟိုရဲဘော်တွေရဲ့ဟိုတခြားသောလိုအပ်ချက်တွေကိုဝိုင်းပြေးကြတဲ့သဘောပါပဲဒီနေ့ဆိုလို့ရှိရင်ရဲဘော်တွေတဲ့ရိတ်ခါပေါ့နော်ဟိုနှစ်တစ်ကူးမှတို့ဟိုအနေခါတိုင်းထက်နည်းနည်းထူးထူးခြားခြားလေးစားနိုင်ရင်ကိုပျော်ကြပါစေဆိုတဲ့အစီအစဉ်မျိုးတွေပေါ့ဒီလောက်ပါအဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ဟိုအခက်ခဲတွေနဲ့ဖြတ်တန်းနေရတဲ့အားလုံးကိုနားလေကိုချင်းစားတဲ့အနေနဲ့နိုင်တဲ့ရွေ့သာလျင်ရတယ်ပါနေသေးတယ်ဆိုရင်ရပြီဟိုပမာဏတွေကိုလုံးဝရေတွက်မှာမဟုတ်ပါဘူးကျွန်တော်တနေ့တော့ဗျာပန်းဝင်တဲ့အထိအတူတူပန်းဝင်နေတာတော့အမှန်ပဲဗျအဲ့ဒါကြောင့်ဒီရေချမ်းစင်ဒေါ်လန်ရေးအောင်တဲ့အထိရှိနေပါစေလို့ပဲဆန္ဒပြုပါတယ်အဲ့ဒါကပါဝင်ရုန်းကန်နေကြတဲ့လူတွေရဲ့အပေါ်မှာများစွာမူတည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်အဲ့ဒီအတွက်ကိုယ့်ရဲ့စူးစမ်းမှုကိုလုံးခဲ့မှုအတွက်ကိုနောင်နာရမိလားဟိုမရပါဘူးဘာလို့ဒါကျွန်တော်တို့ယုံကြည်တဲ့နီလန်းကိုရွေးချယ်ခဲ့တာပဲမနိုင်မှန်းသိတယ်မဖြစ်နိုင်မှန်းသိရင်လည်းဘာလို့ဝင်တိုးလဲပေါ့နော်အခုတော့တွေ့ပြီမဟုတ်လားဒါမျိုးဝေဖန်မှုတွေရှိတယ်အဲ့ဒီပေါ်ဘာပြောလို့လဲဟိုကျွန်တော်တို့ကလည်းပြောရမှာပါခင်ဗျားတို့ကြိုးပမ်းမှုကြောင့်မို့လို့ဟလာဒီရလက်ထွက်လာတာခင်ဗျားတို့ဒါနိုးဘုတ်ကြိုးပမ်းမှုရဲ့အောင်ပွဲဖြစ်ပါတယ်ရလက်ဖြစ်ပါတယ်လို့ကျွန်တော်ကတော့ပြောရမှာပေါ့စိတ်မကောင်းတာကတော့ဒေါက်တာအေးမောင်တယောက်ကတော့ဒါရွေးကောက်ပွဲမှာအနိုင်မရဘူးပေါ့ဒီရလက်ကိုကြည့်ပြီးတော့ဒုတိယအတုံးနဲ့တတိယအတုံးမှာပြည်သူတွေကဟလာဟိုငါတို့ဒီလိုနေလို့မရတော့ဘူးအဲ့တော့တို့တက်ကြွနဲ့မဲပေးရင်ဒီအခြေအနေကိုပြောင်းပြစ်နိုင်တယ်ဒါလမ်းမတော်မဲဆန္ဒရှင်ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ဟာလမ်းမတော်မြို့နယ်အတွက်တင်မကဘဲနဲ့ပြည်တော်စုအဆင့်တနိုင်ငံလုံးနဲ့ပတ်သက်တဲ့နိုင်ငံရေးအခင်းအကျင်းကိုပါအကျိုးသက်ရောက်စေမှာဖြစ်တယ်ဆိုတာကိုကျွန်တော်ကပို့ပြီးတော့မိမောင်းထိုးပြောခြင်းတယ်ဟုတ်ကဲ့ဥက္ကိုကြီးခင်ဗျာဒီဇင်ဘာ28ဒါစစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲပထမပိုင်းတော့ပြီးသွားပါပြီအဲ့တော့ဥက္ကိုကြီးတို့ပြည်သူ့ပါတီရဲ့အခြေအနေကိုကျွန်တော်မေးမြန်းလိုပါတယ်အခုစည်ရင်းတွေရသိရသလောက်ဆိုရင်ဥက္ကိုကြီးတို့ကဒီဗိတ်မြို့နယ်မှာတိုင်းဒေသကြီးလွှတ်တော်အတွက်တနေရာပဲနိုင်တယ်လို့သိရပါတယ်အဲ့တော့ဘယ်နှဦးဝင်ပြိုင်လဲအခုနိုင်သားတယောက်တည်းတခြားအခြေအနေရောဘယ်လိုရှိလဲမဲပေးတဲ့အခြေအနေရောဘယ်လိုရှိလဲဆိုတာကိုဟိုသိလို့ပါတယ်ဗျဟိုကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာနဲ့ကိုယ်စားလှယ်လောင်း900ကဝင်ရောက်ရှင်းပြိုင်ပါတယ်အဲ့တော့ဟိုအတိအကျပြောလို့မရတာကကျွန်တော်တို့တချို့ကတင်ပြီးမှပြန်ပြီးတော့နှုတ်ထွက်တာရှိတယ်နောက်ကျွန်တော်တို့ပသိမ်မှာဆိုရင် FPTP ပေါ့နိုင်သူအကုန်ယူစနစ်နဲ့ဝင်ရောက်ရှင်ပြိုင်တဲ့တယောက်ကကွယ်လွန်သွားတယ် FPTP ကွယ်လွန်တဲ့အခါမှာသူနဲ့ဆက်ဆက်နေတဲ့ PR တွေပါအတွဲလိုက်ပြုတ်သွားတယ်ဆုံးရှုံးသွားတယ်ဆိုတော့အဲ့ဒါလိုအခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါစာရေးပြီးတော့တင်ပြထားပေမဲ့ဒီအချိန်
အရန်ကတ်နေတဲ့အတွက်ကြောင့်ဒါဥပဒေပိုင်းဆိုင်ရာပြင်ဆင်ရမယ့်ကိစ္စဖြစ်ပြီးတော့ဒါမပြင်ပေးနိုင်ဘူးပေါ့နော်ဆိုတော့ဒါအဲ့လိုအခက်အခဲလေးတွေကျွန်တော်တို့ကြုံရပါတယ်ဒါပေမဲ့ဒါပြီးခဲ့တဲ့ပထမအသုတ်ရွေးကောက်ပွဲမှာကတော့ကျွန်တော်တို့ကနဦးမဲရလဒ်တွေအရဒါဗိတ်မြို့နယ်မှာပြည်သူ့ โอ လွှ เค တ် အဲ့ တော် ဒါ ရောအမျိုး ပ သား ထ လွှတ် မ တော် အပိုင်း ရော မှာဘယ်နှစ်ဦးဝင်ပြိုင်လဲအဲ့ဒါလေးသိလို့ပါတယ် တခုရှိတာတော့ကျွန်တော်တို့ကအတိအကျပြောလို့မရတာက FPTP ကအတိအကျပြောလို့ရတယ်အမျိုးသားလွှတ်တော်ကြတော့အပိုင်း1မှာရောအပိုင်း2မှာရောခွပြီးပါနေတာမျိုးတွေရှိတယ်နောက်တစ်ခါကျွန်တော်တို့တိုင်းဒေသကြီးအဲ့တော့ PR မှာလည်းပဲခွနေတာရှိတယ်အဲ့တော့ဘာပဲပြောပြောကျွန်တော်တို့အကြမ်းမြင်ပြောလို့ရှိရင်ကျွန်တော်တို့160လောက်ကျွန်တော်တို့ဝင်ပါတယ်ဆိုတော့တချို့တွေကြတော့အမျိုးသားလွှတ်တော်အပိုင်း2နဲ့သွားပြီးတော့ပေါင်းရမယ့်ဟာတွေရှိတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ဒါရေဘူးရအပြင်ကျွန်တော်160လောက်ကျွန်တော်တို့ဝင်ပါတယ်ဗျ โอเคအဲ့တော့160မှာလွတ်လွတ်ကျွတ်ကျွတ်နိုင်တာတယောက်ပဲလို့ပြောရမှာပေါ့လောလောဆယ်အနေထားရဆိုရင် ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တနင်္သာရီတိုင်းဒေသကြီးဗိတ်မြို့မှာအဲ့တော့ကနဦးမဲရလက်ဒီအရကျွန်တော်တို့ကပြည်သူ့လွှတ်တော်ရောအမျိုးသားလွှတ်တော်ရောတိုင်းဒေသကြီးလွှတ်တော်ရောကျွန်တော်တို့လွှတ်တော်အသီးသီးမှာကျွန်တော်တို့အနိုင်ရနေတာပါအဲ့ဒီကနေပြီးတော့မှဒါနောက်ပိုင်းတချို့ကန့်ကွက်တာလည်းကြားတယ်နောက်တပ်မဲယုံတွေကနေပြီးတော့မဲထပ်ပြီးတော့ရောက်လာတယ်ဆိုတာလည်းကျွန်တော်တို့ကြားတယ်ပေါ့နော်အဲ့တော့အခုချိန်ထိမဲစည်းရင်မထုတ်ပြန်နိုင်သေးပါဘူးသို့တော့အဲ့တော့လွတ်လွတ်ကျွတ်ကျွတ်ကတော့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တယောက်ကတော့ဒါကျွန်တော်တို့လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရတယ်လို့ပြောရမှာโอเคအဲ့တော့မဲပေးပုံပေးနည်းနဲ့မဲရည်တွက်တာပေါ့နော်စတိုင်းနဲ့ပတ်သက်ရင်ရောကျင့်တတ်မှုရှိလားတရားမျှတတယ်လို့တွက်စားလားအဲ့ဒီပုံမှာလည်းသိကြပါလေဗျာ တခုရှိတာတော့မဲစည်းရင်းကစပြောရမှာပေါ့နော်အဲ့တော့မဲစည်းဆိုတဲ့အခါမှာလေသူတို့ကတော့လုံထုံးလုံနည်းတိုင်းပထမကြိမ်ဒုတိယကြိမ်တတိယကြိမ်ကတ်တယ်အဲ့တော့ဖိတ်ခေါ်တယ်ဆိုပေမဲ့ပြည်သူတွေကြားထဲမှာစိတ်ဝင်စားမှုပေါ့နော်ဒီကြားတယ်ဆိုတော့ဒီ no vote campaign တွေကြောင့်ရောချင်းချောက်တာတွေကြောင့်ရောပြည်သူတွေအနေနဲ့ကိုယ်မဲစည်းပါမပါတွားပြီးတော့တက်ကြွနဲ့စစ်ဆေးတာမျိုးကျွန်တော်တို့အားနေတယ်เนาะဒါတခုကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့နောက်တစ်ခုကတော့ထူးခြားတာကတချို့ပထမအကြိမ်မဲစင်းမှာပါတယ်ဒုတိယအကြိမ်မှာလည်းမဲစင်းမှာလည်းပါတယ်ဆိုတော့စိတ်ချလက်ချပဲနေလိုက်တယ်ပေါ့နော်အဲ့တော့တတိယအကြိမ်လည်းကြာရောမပါတော့ဘူးဆိုတော့ဒါလည်းထူးဆန်းတယ်ပေါ့အလားတူပဲနောက်ပြဿနာတစ်ခုကတော့စင်းနဲ့နေကြတာတွေပေါ့အဲ့တော့ရက်ပေါင်း180ကျော်တဲ့အထိနေတယ်သို့တော့တကောင်စင်းမရှိလို့ဆိုပြီးတော့သူတို့ကိုမဲစင်းထဲမှာထည့်မပေးတာပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေလည်းကျွန်တော်တို့ကြုံရတာတွေရှိတယ်အဲ့တော့ဘာပဲပြောမဲစင်းနဲ့ပတ်သက်လို့ကတော့ရွေးကောက်ပွဲအဆက်မှာအငင်းပွားစရာတွေဖြစ်တယ်ဒါပေမဲ့အခုချိန်ထိဒီကိစ္စကိုတော့မဖြေရှင်းနိုင်သေးဘူးလို့ပဲပြောရမှာပါမဲစင်းကတ်တဲ့အခါမှာတွားကြည့်တဲ့အခါကျတော့တဲ့အိမ်ထဲမှာတင်မဲစင်းကတစုတစည်းတည်းမရှိဘူးတယောက်ကတနေရာတခြားတယောက်ကနောက်စာမျက်နှာနောက်ကြော်ညာဘုတ်တစ်ခုမှာအစရှိတဲ့ဖြစ်တော့တချို့ကမတွေ့ဘူးဆိုပြီးတော့စိတ်ပြက်ပြီးပြန်သွားတာတွေလည်းကျွန်တော်တို့တွေ့ခဲ့ရတာတွေရှိတယ်ပေါ့နော်တချို့ကြတော့တကောင်စင်းတစ်ခုတည်းကိုမဲယုံမတူဘူးအဲ့တော့မဲယုံမတူတော့ဒီဘက်မဲယုံမှာတယောက်ကပါတယ်ဟိုဘက်မဲယုံမှာတယောက်ကပါတယ်ဆိုတော့အဲ့ဒါနဲ့တင်ပဲဘယ်မှာပါမှန်းကိုမသိဘူးဆိုတာမျိုးလဲကျွန်တော်တို့ကြုံရတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့လိုက်ပြီးတော့လေ့လာတဲ့အခါမှာဒါပထမအကြိမ်ဒါရွေးကောက်ပွဲအတွေ့အကြုံနဲ့ပတ်သက်တာလေးတွေပါနောက်တစ်ခုကတော့ကြိုတင်မဲပြဿနာအဲ့တော့ကြိုတင်မဲကတချို့မဲယုံတွေမှာတော့ကတ်တယ်အဲ့တော့ကြိုတင်မဲအရေးအတွက်ပေါ့ဘသူအဖအမည်ဘသူအစရှိသဖြင့်ဒါပုံစံ73ကာကြီးနဲ့ဆိုတော့တချို့နေရာတွေမှာကျတော့မကတ်ဘူးနောက်တစ်ခါကြိုတင်မဲမှာမဲယုံမှုတစ်စိတ်လက်မှတ်မပါတာတွေဖြစ်တဲ့အတွက်ကြောင့်အငင်းပွားတာလေးတွေလည်းကျွန်တော်တို့ကြားရတယ်ဆိုတော့ဒါကတော့ဒါပြီးခဲ့တဲ့ပထမအချိန်ပေါ့နော်အဲ့တော့နောက်ထူးခြားတာတစ်ခုကကြိုတင်မဲတွေမှာတဦးချင်းကမိမိဆန္ဒကိုပေးတဲ့ပုံစံမျိုးတက်ကိုတစုတစ်ဖွဲ့လုံးကိုတယောက်တည်းကပေးလိုက်တယ်လို့မျိုးဖြစ်တာမျိုးပေါ့အဲ့ဒီလိုမျိုးတွေလည်းပဲကျွန်တော်တို့သတိပြုမိတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့နိုင်ငံသားတဦးချင်းရဲ့လွတ်လပ်တဲ့လျှို့ဝှက်ဆန္ဒမဲဆိုတာကိုတချို့နေရာတွေမှာအဲ့ဒီတိုင်းဖြစ်မှဖြစ်ရလားဆိုတာမျိုးပေါ့နော်တန်တရားဖြစ်စရာလေးတွေတော့ကျွန်တော်တို့တွေ့ရတာလေးတွေရှိပါတယ်ဟုတ်ကဲ့အားလုံးခြေတော်စားသောမြန်မာများအစစရအရှင်ပြေကြရဲ့လားဗျာဒီနေ့တော့ဒီကိုဇော်ဖောဟိတ်နဲ့ပတ်သက်ပြီးခေတ်သစ်မှာတင်ထားတဲ့သတင်းရပုတ်အကြောင်းကျွန်တော်ပြောချင်နေပါတယ်ဗျာကျွန်တော်အခုပဲအဲ့ဒါခေတ်သစ်မှာတွေ့လိုက်ရတယ်ဗျာ
နော်အဲ့ဒီဆဲတဲ့အတွက်ဆက်တတစ်ချတာမဟုတ်ဘူးနော်ကိုစော်ဘောဆဲတက်ချုပ်ကိုဆဲတာလည်းမှန်တယ်နော်ကျွန်တော်ငါမင်းဆွေလည်းဟိုတော့ကပောက်ကွယ်ပြီးဆဲဆိုမိတာပဲတက်ချုပ်ကိုနော်နေမြေတွေဆုတ်ခွာရစဉ်ကနော်ဒီလောက်ကင်တို့သိန်းနီတို့ကိုခိုင်တို့လာရှိုးတို့ရမခိုင်ကြစဉ်တော့ကျွန်တော်တို့ပောက်ကွယ်ခဲ့တယ်နော်အဲ့တော့ကျွန်တော်တို့ဆဲဆိုခဲ့တယ်နော်အဲ့ဒီအတွက်တရားစွဲမဲ့ဆိုရင်ဟာတက်ချုပ်ကစွဲရင်124ကကြီးဗျထောင်နှစ်20တိချလို့ရတယ်နော်တက်ချုပ်ကတရားမစွဲခဲ့ဘူးနော်အခုကိုစော်ဘောဟင်းတို့ကျွန်တော်တို့ကိုစွဲခဲ့တာငါကကြီးနော်ငါကကြီးဆိုတာမဟုတ်မမှန်သတင်းတွေကိုထုတ်လွှင့်တယ်သတင်းမှားတွေထုတ်လွှင့်ပြီးတော့တိုင်းပြည်ကိုမတည်ငြိမ်အောင်လုပ်ရင်အဲ့ဒါ905နော်တက်ချုပ်ကိုဆဲရင်နိုင်ငံတော်ကြီးကဲဆဲရင်124ကကြီးနော်အဲ့ဒါတက်ချုပ်ကခွင့်ပြုမှစွဲလို့ရတာနိုင်ငံတော်ကြီးကဲကကျွန်တော်ခဏဆင်းပြတယ်နော်အဲ့ဒီခေတ်ကနော်လုံးဝမှားတဲ့သတင်းကြီးနော်တက်ကိုတက်ချုပ်ပေါ်အထင်မြင်လွဲအောင်တမတော်ကောင်းဆောင်တွေကိုအထင်မြင်လွဲအောင်နော်အဲ့ဒီကိုတာကဟုတ်လားဒီခေတ်ကနော်အဲ့ဒီလိုမဟုတ်မမှရေးသားလိုက်တာနော်ဒီခေတ်တော်တော်လွန်နေပြီနော်အဲ့ဒါကိုကျွန်တော်တို့နိုင်ငံသားတွေအဟောက်မှန်ထင်တယ်နော်ဒီတပေါက်ပေါ့ပါဦးဗျာခေတ်တို့ဘာလို့လုံးနေတာကြာပြီဒီကောင်တွေပြပတာနှွေဌာနတွေနော်သတင်းမားတွေထုတ်လွှင့်ပြီးတော့ကျွန်တော်တို့တိုင်းပြည်မှာစိတ်ဝင်ကောင်းအောင်လုပ်နေတာနော်အဲ့ဒါကျွန်တော် comment ဝင်ရေးလိုက်တယ်အဲ့ခေတ်ရဲ့အောက်မှာနော်ကျွန်တော်ကြိုက်တယ်လို့ report ထုတ်လဲထုတ်ကြိုက်တယ်လို့ထုတ်ကျွန်တော်ဝင်ရေးလိုက်တယ်နော်ဒါတွေကမှားနေပါတယ်ဆိုတာနော်အဲ့ဒါလဲလောက်ကြအောင်အဲ့ဒီကိုစော်ဘောကိုထောက်ခံတယ်ဆိုတော့ဟိုအမျိုးဘာသာသာသနာတွေနော်အဲ့ဒါမျိုးကြတော့ခင်ဗျားတို့ comment ခေတ်မှာအောက်မှာခင်ဗျားတို့ comment ကျွန်တော်မတွေ့ဘူးနော်ခင်ဗျားတို့မဖြေရှင်းရဘူးအဲ့ဒီမှားနေတဲ့ဟုတ်လားဟိုခေတ်ပြောတဲ့ယုံနေတဲ့အဖွဲ့ရှိတယ်အဲ့ဒီအဖွဲ့ကိုခင်ဗျားတို့ရေမဆိုင်ရဲဘူးအဲ့ဒီအမျိုးဘာသာသာသနာငကြောက်တွေနော်အမှန်ကြောက်တာသူတို့တွေနော်သူတို့အဲ့ဒီမှာသူတို့ဝင်မဖြေရှင်းရဘူးနော်ခေတ်အောက်မှာခင်ဗျားခေတ်အောက်မှာခင်ဗျားအမျိုးဘာသာသာသနာကိုဝင်ပြီး comment ရေးပါလားကိုစော်ဘောဟင်းကဒီလိုပြောလို့မဟုတ်ဘူးနော်905ကကြီးနဲ့3နှစ်နော် without license မဲ့ကားကိုစီးတာဟာလား3နှစ်လက်နက်မှုနဲ့9နှစ်ပေါင်း7နှစ်ချလာတာနော်သူလည်းတကယ် license မဲ့ကားကိုစီးတယ်တကယ်လည်းလက်နက်ကင်တရားမဝင်လက်နက်ကင်တယ်ဟုတ်လား905ကကြီးကလည်းသူတို့ပြောသလိုဖြစ်တာပေါ့ဗျာနော်တက်ချုပ်ကိုဆဲတယ်ဆိုလို့ရှိရင်ခင်ဗျာ124ကကြီးထောင်နှစ်20တိချတယ်နော်ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ကိုဆဲတယ်ဆိုပြီးတော့ဟုတ်လားကြမ်းကြမ်းတမ်းပြောတယ်ဆိုပြီးကျွန်တော်124ကကြီးနဲ့စွဲတာနော်အဲ့တော့ကျွန်တော်9နှစ်ကြာတယ်နော်ကျွန်တော်ဝေဘာနာတွေလည်းပါတယ်နော်ကျန်းတန်းသွားတယ်လည်းပါတယ်ဒါတော့ဒေါ်စုနာမည်ကိုကျွန်တော်မတတ်ဘူးနော်ဒေါ်စုနာမည်မတတ်ပဲနဲ့ကျွန်တော်ကျန်းတန်းတဲ့စကားပြောတာအဲ့ဒါကျွန်တော်စွဲတယ်ဒါကျွန်တော်အမှန်တွေပြောပြနေတာအခုတက်ချုပ်နာမည်တက်ပြီးကိုစော်ဘောင်းလို့ဆဲတယ်အဲ့ဒါတက်ချုပ်မစွဲဘူးနော်အဲ့ဒီခေတ်ကမဟုတ်မမှန်သတင်းတွေတော့မဖြတ်နဲ့နော်ဒါဟောက်မှန်တာရေးကျွန်တော်နိုင်ငံသားတွေလည်းဟောက်မှန်တာကိုဆိုလက်ခံခင်ဗျားတို့ကအဲ့ဒီမမှန်သတင်းတွေကိုအမှန်ထင်ရင်ဒီတိုင်းပြက်ပြီးပဲဒီတိုင်းပြက်နေတာအဲ့ဒါကြောင့်နော်ခင်ဗျားဘယ်သူဘာပြောမလဲအဲ့အမျိုးဘာသာသာသနာတွေထွက်ရှင်းလေခင်ဗျားတို့ကိုစော်ဘောကိုလွတ်မြောက်ပါစေခင်ဗျားတို့ဘာလို့အဲ့ခေတ်အောက်မှာခင်ဗျားတို့ comment တစ်ခုမှမတွေ့ဘူးကျွန်တော်ကဝင်ရေးလိုက်ရတယ်နော်ခင်ဗျားတို့အဲ့ခေတ်အောက်မှာဝင်ရေးကြစမ်းပါအဲ့ဒီကောင်ကဝင်ရေးစမ်းပါဒီတော့မှအမှန်ကိုမြင်မယ်လေကိုစော်ဘောကဒီတက်ချုပ်ကိုဆဲလို့မဟုတ်ပဲဆဲ124ကကြီးနဲ့စွဲမှာပေါ့သူ့ကိုစွဲတာ905ကကြီးအခုလွတ်သွားပြီ905ကကြီးနဲ့လူငင်းချတာဝေးပေးတဲ့မှာကိုစော်ဘောလည်းပါတယ်ဒါပေမဲ့ဟိုနှစ်ပုတ်က10နှစ်ကြာနေသေးတော့သူထောင်ထဲမှာနေရတယ်နော်နောက်တစ်ခါအမျိုးဘာသာသာသနာဆိုတဲ့ဟိုဗာလဲမိုးခိုင်ကတခါသူ့ကို66နဲ့စွဲထားပြန်တယ်66ကကြီးနဲ့နော်တော်တော်မေတ္တာတရားကြီးမားကြတယ်ဟုတ်လားကိုဟိုလာပဲအဲ့အမျိုးဘာသာသာသနာတွေနော်တော်တော်မေတ္တာတရားကြီးမားကြတယ်နော်တော့တကယ်ဖြစ်လာတော့ကိုစော်ဘောဟိဘက်ကဟုတ်လားအခုခေတ်သစ်မှာဖြစ်တော့ငကြောက်တွေခင်ဗျားတို့ဝင်ရေးခင်ဗျားတို့အဲ့ဒီခေတ်သစ်အောက်မှာ comment ဝင်ပေးအခုပေးခင်ဗျားတို့ကြောက်လားခင်ဗျားတို့အကောင့်လေးဟုတ်လား report ထုကန်ဒီမှာကြောက်လားလုံးဝမကြောက်နဲ့ခင်ဗျာ
ဟုတ်ပြီဒီလောက်ပါပဲဗျာကျွန်တော်ပြောရင်တော်စိတ်တူတယ်တော့စိတ်တူတယ်နော်အဲ့ဒီခစ်သစ်နော်ခစ်သစ်ဟာကိုယုံကြအဲ့ဒီခစ်သစ်လိုပဲတခြားဟာတွေရှိသေးတယ်နော်သတင်းမားတွေထုတ်လွှင့်တိုင်းပြည်ပြက်အောင်လုပ်နေတဲ့ပြည်ဖြတ်မီဒီယာတွေနော်အဲ့တော့ယုံကြအဲ့တော့ယုံပြီးတော့အချင်းချင်းသတ်ကြကောင်းသေးလားအဲ့ဒီသတင်းမားတွေယုံပြီးတော့အချင်းချင်းသတ်ကြခေါင်းတိုင်းပြည်ကောင်းသေးလားကျွန်တော်လည်းပြောမနိုင်တော့ဘူးအမဆုထွက်ပြောမှရမှာဒါကြောင့်အမဆုကိုလွတ်ဆိုလဲဒီနေ့ထိမလွတ်သေးဘူးအကိုလာရဲ့အမဆုကိုလွတ်လိုက်ပါတော့သူတို့ချင်းရှင်းကြပါစေနော်အမဆုပြောတော့ရမယ်အဲ့ဒီသတင်းအမားတွေကိုအမဆုထွက်ရှင်းနော်တိုင်းပြည်မှာသတင်းအမားတွေကိုဒီသတင်းအမားကြောင့်ကျွန်တော်ချင်းချင်းသတ်လို့မနေဦးသေးကုန်ပြီအိုးအိမ်တွေလည်းပြာကျကုန်ပြီနော်ရွာတွေလည်းပြက်ကုန်ပြီလူတွေလည်းနေစရာအိမ်မရှိတော့ဘူးအကိုလာရဲ့နော်အမဆုကိုလွတ်ပေးတော့မရဘူးဒီသတင်းမားတွေနဲ့တိုင်းပြည်ဖြတ်တာနော်အကုန်လိုက်တော့ပဲပြောတယ်ပြည်ဖြတ်မီဒီယာအဲ့ဒီပြည်ဖြတ်မီဒီယာတွေကိုအမတ်စုထွက်ရှင်းမရမယ်အကုန်လိုက်ရေနော်ဟုတ်ကဲ့မြန်မာပြည်အမြန်ငင်းကြပါစေကျွန်တော်9မိနစ်ဆိုပါဗျာပေါက်ကတော့နမခတိုင်မှုတွေတရားတဲ့တာဝန်ရှိတဲ့လူတွေတောင်းဆိုနေတယ်ဒီမှာနော်တို့အဲ့မှာလွတ်လိုက်တဲ့စစ်ကြောင်းကြီးလိုက်အနေထားနော်နမခတိုင်မှုတွေကယ်ပါအောင်နေတတိပြပါအောင်နေမလုပ်နဲ့လာမဲပေါက်ကတော့မင်းကိုယ်တိုင်ဆင်းခဲ့လားပေါက်နေဦးနော်ဟိုမှာပေါက်နေဆင်းခဲ့ရမှာရောကျုပ်မင်းတို့ရဲ့သားတော်တွေလားပါရဲ့ရောနော်ကြံပန်းနေမဟုတ်သီးလားကျိုးလာလူသွားတာနော်တိုင်မှုတွေပါရင်မလုံးနဲ့နော်မင်းတို့တတ်သိပြခြင်းထပ်လာခဲ့ ဒီကနေ့တင်ဆက်မှုဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နဲ့အတူဗီဒီယိုအဆုံးထိလဲကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကျွန်တော်တို့ဒီလိုသတင်းတူဗီဒီယိုလေးနဲ့အတူပြန်ဆောင်မယ်